ဒေါခင်ခင်သားလူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဒေါခင်ခင်ဝင်းဘာရကအစင်းမြင့်ဟုတ်တယ်အစင်းမြင့်ဒေါခင်မမဗုဒ္ဓဓမ္မဒီလိုမှာပဲဖြစ်ပါတယ်ဒီကအတူတူဗုဒ္ဓဓမ္မဒီလိုဒေါခင်မျိုးကြီးလူပုဂ္ဂိုလ်များဆိုင်ရာသူကဒေါခင်မျိုးလာကနှစ်တက်ပြီးဒီနောက်တစ်နှစ်တက်လို့ရှိရင်ဒီဒေါမေမြတ်တို့ဒေါမူပပဝင်းဒေါနီနီရွှေဒေါစန္ဒာလင်းဒေါစပယ်ဒေါ yes ဘယ်မှာကြိုင်လဲအောင်နေကြတဲ့တဏ္ဍတုတဏ္ဍတာတဏ္ဍတုလူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဓမ္မခင်တတိတော့အေးအေးဒါကတော့ဗုဒ္ဓဓမ္မပါရဂတန်းဖြစ်ပါတယ်ဒေါမောမောရနှစ်ကျောင်းတက်ရတာဖြစ်ပါတယ်ပထမနှစ်ဒုတိယနှစ်ပြီးရင်ဒီပွဲပြီးတာဖြစ်ပါတယ်ဒေါမြင့်မြင့်ခင်အောင်လက်မှတ်တွေကိုလည်းအစိမ်းအောင်ဖြစ်သွားတာပါလေဒေါမျိုးတန်တာဒေါဝင်းဝင်းကြီးဘုရားဓမ္မဒီလိုမှာတဏ္ဍအောင်မြင်ကြတဲ့ကျောင်းသားကျောင်းသူများကြီးဆက်လေကန္နာစီစဉ်600အလူရှင်များကဝိသမာရကဘုရုဝိသအကမတတ္တမ